အမကြောင့်မလို့ဒီနေ့တော့မိုတီရပြီးတော့အလုံးလုံးဖြစ်သွားတဲ့ညီမလေးတယောက်နဲ့စကားပြောပြတာတွေကိုမှလာပြီးတော့ share ထပ်လုပ်ပေးတာပါအဲ့ဒီညီမလေးကဒီမှာသူကပေါ့နော်အမနဲ့အရန်စကားပြောချင်လို့တဲ့ဆိုပြီးတစ်တော့ချက်ပေါက်ကနေပြီးစကားလာပြောတယ်ပေါ့နော်ဒီလိုမျိုးလေးလာပြောတော့အမနဲ့တွေ့ခွင့်ရလို့ရန်ကိုဝမ်းသာတယ်တဲ့မမဗီဒီယိုတွေလည်းအများကြီးကြည့်ဖြစ်တယ်တဲ့အမအများကြီးလည်းကြည့်ဖြစ်တယ်မိုဒီတွေလည်းအများကြီးရတယ်တဲ့အထက်လေးလည်းစရောင်ကြည့်နေပါတယ်တဲ့ knowledge share လေးဗီဒီယိုလေးတွေကိုလည်းများများတင်ပေးပါရှင်တဲ့တင်တန်းလေးလည်းတက်ချင်ပါတယ်တဲ့မမကတင်တန်းတော့မဖွင့်ဘူးပေါ့နော်ညီမလေးပေးမှလည်းအများတန်းပစ္စည်းကမရဘူးတဲ့ဟုတ်တယ်ညီမလေး line တွေကတားမကောင်းတော့ခါကြတော့တခါလေးညီမစီရောက်တဲ့ဗီဒီယိုဖိုင်လေးတွေကဈေးရောင်းအမရောင်းထားတဲ့ပစ္စည်းလေးတွေကမရှိတော့တာလည်းဖြစ်မယ်ပေါ့နော်နည်းနည်းလေးကြာသွားလို့ပေါ့အော်တဲ့ဟုတ်ကဲ့မမတဲ့ knowledge share ဗီဒီယိုလေးတွေများများတင်ပေးပါရှင်တဲ့တင်တန်းဖွင့်လည်းတက်ချင်ပါတယ်အထက်စရောက်မဲ့လူတယောက်အနေနဲ့တဲ့မမစီကတဲ့ knowledge share ဗီဒီယိုလေးတွေကိုအများကြီးအကျိုးဖြစ်စေပါတယ်တဲ့ညီမလေးကဝန်ထမ်းတစ်ဖက် online တစ်ဖက်အခုစလုပ်နေပါပြီတဲ့အဲ့လိုမျိုးလေးသူကပြောလာတယ်ပေါ့နော်သူကတော့တဲ့ဒီမှာသူကနတ်စမလောက်တာပေါ့နော်အဲ့ဒီထဲချောင်းဆိုရင်လည်းသူကဘာတစ်ခုမှနားမလည်ဘူးတဲ့ဒါပေမဲ့တဲ့မမရဲ့စကားနဲ့စူးစမ်းဖြစ်ခဲ့တယ်တဲ့အခုဘာမှမသိပေမဲ့လည်းတဲ့အထက်ကိုစပြီးရောင်းပြနေပြီတဲ့အခုလို့ပြောင်းလဲသွားတာညီမလေးအရန်ကူမလည်းဝမ်းသာပါတယ်လို့ဒီလိုမျိုးနေလဲညီမလေးစိတ်သက်ခွင့်အားပြင်းနေဇက်တိုက်စူးစမ်းပါလို့မလည်းပြောလိုက်တယ်ပေါ့နော်ကိုယ်ပိုင်အလုံးလုံးရတဲ့အခက်ခဲကြတဲ့ရှင်သန်ရတဲ့PT မျိုးကဘာနဲ့မှမတူဘူးအရန်ကမှပျော်ရွှင်မှုရတယ်တက်တက်လုံးပျော်ရွှင်ရတယ်လို့မှထပ်ပြောလိုက်တယ်ပေါ့နော်အခုဆိုရင်နဲ့စေးရုံတစ်ဖက် online တစ်ဖက်နဲ့ရန်ကုန်မှာတဲ့အလုံးလုံးရတာလည်းအဆင်ပြေတယ်ပေါ့နော်အရင်တော့သူမအားဘူးဆိုပြီးတော့စေးရုံကတစ်ဖက်ရှိနေတော့မအားဘူးဆိုပြီးလုံးမလုံးဖြစ်ခဲ့ဘူးပေါ့နော်ဒါအမရဲ့ဗီဒီယိုလေးတွေနောက်ထပ်ကိုယ်ပိုင်အလုံးလေးစတင်လို့ရတယ်ဆိုတဲ့အကြောင်းလေးတွေကိုသူ knowledge share လေးတွေကိုအများကြီးကြည်ရနေပြီးတော့သူစိတ်သက်ခွင့်အားဖြစ်ပြီးတော့တဲ့ဒီမှာထပ်ပြီးတော့သူနောက်တစ်ခုကိုလုပ်ဖို့စဉ်းစားပြီးထပ်လုပ်ဖြစ်တယ်ပေါ့နော်အမကတဲ့ဒီမှာအမကတဲ့သူ့ရဲ့မြင်စရာပါတဲ့အရန်ကမှလည်းကျေးဇူးတင်ပါတယ်မန်းလေးရောက်လို့ရှင်လည်းတဲ့အလဲဝင်ခဲ့ပါအောင်တဲ့နောက်ထပ်ဘုသူတရှိတဲ့အရာလေးတွေရောကျမရေးနဲ့ပတ်သက်တဲ့အရာလေးတွေရောသူ့ကိုတဲ့နောက်ထပ်ဒီလိုမျိုးသိကောင်းစရာလေးတွေကိုလူအများကိုလည်း knowledge share လေးတွေအများကြီးလုပ်ပေးပါအောင်မမတဲ့မန်းလေးရောက်လို့ကိုညင်လို့ရင်လည်းလှမ်းပြောလိုက်ပါတဲ့သူတဲ့တွေ့ချင်လို့ပါတဲ့မမနဲ့တဲ့ကျေးဇူးတင်လို့ပါမမရဲ့တဲ့မမရဲ့စကားပြောနည်းလေးတွေနဲ့တဲ့မမဈေးရောင်းတာလေးတွေကိုအရန်ကိုကြိုက်လို့တဲ့လူရင်းကိုလည်းထိမိနေရောတဲ့ညီမလေးဈေးရောင်းတဲ့ခါမှာလည်းမမလိုမျိုးပဲတဲ့ပေးရနေကြည့်ပြီးတော့တဲ့မမအတူခုပြီးဈေးရောင်းပါတယ်မမတဲ့အရန်လည်းအခုရောင်းနေရပါပြီတဲ့အခုဆိုလို့ရှိရင်တဲ့မမကြောင့်မလို့တဲ့သူအလုပ်ကိုစတင်ပြစ်သွားတယ်ပေါ့နော်အဲ့ဒါလေးရတဲ့ဒီဘက်ကတဲ့ဝင်ငွေလေးရလည်းလာခလေးရလည်းတက်ရတယ်တဲ့နောက်ထပ် online လေးရလည်းပြန်လာတဲ့ချိန်မှာ online shop ဓပုံထက်ရပြီးတော့သူရောင်းတယ်ပေါ့နော်အဲ့လိုမျိုးလုပ်တော့နောက်ထပ်ဝင်ငွေထက်လုပ်တော့တဲ့အမားတဲ့အခုလုပ်ငန်းနှစ်ခုဖြစ်ပြီးတော့ဝင်ငွေနှစ်ခုတိုးပါတယ်တဲ့အရန်ပဲကျေးဇူးတင်ပါတယ်တဲ့အဲ့လိုမျိုးလေးသူကပြောလာတော့အမားကလည်းဒီအရန်ကမှကျေးဇူးတင်တယ်ပေါ့နော်ဘာလို့ဆိုတော့ဒီအမားကဘလောက်ပဲပြောနေသူတို့တွေတကယ်လိုက်မလုံးလို့ရှင်ပေါ့နော်မဖြစ်ဘူးအမားတကယ်ပြောတဲ့ဒီလိုမျိုးလူငယ်လေးတွေပြောင်းလဲသွားတာအောင်မြင်တော့အမားလည်းအရန်ကမှဝမ်းသာပါတယ်လို့အမားကလည်းပြန်ပြီးထပ်ပြောချင်ပါတယ်ပေါ့နော်နောက်ထပ်လူငယ်လေးတွေလည်းဒီလိုမျိုးထပ်စူးစမ်းသွားလို့ရှင်ဖြစ်တယ်လို့အမားကပြောချင်ပါတယ်ဒါလှုပ်ချင်တဲ့စိတ်ရှိဖို့ပဲလိုပါတယ်လူတွေကမအားဘူးဆိုတာကဒါစင်ကြေပေါ့နော်မအားဘူးဆိုတာကဒီမအားတဲ့ဂျားတွေကနေပဲလုံးလို့ရှင်နောက်ထပ်ဝင်ငွေတစ်ခုထပ်တိုးပါတယ်လို့မှပြောချင်တယ်အမားကတော့ဒီစီးပွားရေးလှုပ်ချင်ပြီးတော့မလှုပ်ဖြစ်သေးတဲ့အမျိုးသမီးတို့ကြီးကိုငွေချင်းနည်းနည်းလေးနဲ့စီးပွားရေးစတင်လို့ရပြီဆိုတဲ့အကြောင်းလေးတွေကိုအများနဲ့ knowledge share ပေးသွားမယ်မမေ့သူမေ့ဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်